ဆရာတော်ကငယ်ငယ်လေးရှိသေးတယ်15နှစ်ပဲရှိသေးတယ်စစ်တင်နဲ့တော့တက်တဲ့အခါမှာဆရာတော်ရဲ့အဲ့ဒီတော့တို့တော့16နှစ်ပြည့်မှမှတ်ပုံနဲ့လုပ်ပေးတာဒါဝင်းကြီးဦးထွန်းဝေရကျမကြီးဝင်းကြီးကဒီကလေးကိုဓာဘဘဂုံတူးတွေနဲ့အောင်လို့ကလေးလေးတိုင်းစေးတင်တဲ့တော့အဲ့ဒါအဲ့တိုင်းစေးပညာမှာဆရာဘိုးအပေးဖို့အတွက်မှတ်ပုံနဲ့မရှိလို့မှတ်ပုံနဲ့သွားလျှောက်တယ်အဲ့ဒါကချင်လူမျိုးကြီးတယောက်ဖြစ်တဲ့ဘိုးကြီး3ဝက်နဲ့ငနေရဆရာတော်တင်ပေးလိုက်တဲ့မှတ်ပုံနဲ့တင်ဖို့လျှောက်လိုက်လို့လက်နဲ့ပုတ်ချတယ်အသက်ရမယ်နားမလဲလို့ဆိုပုတ်ချပြက်ဓမေစီရီဖြစ်မဲ့ကလေးက15နှစ်သားပဲရှိသေးတယ်အဲ့ဒါဓမေစီရီတွေ့တဲ့အဲ့ဒီ3ဝက်နဲ့လူလွန့်ထွက်သွားကချင်ပြုတ်ထွက်သွား15နှစ်ပဲရှိသေးတယ်နိုင်ငံတော်ရဲ့ဒစိတ်တုံးပါတဲ့ပြည်တော်စုဆိုရှယ်သမ္မတမြန်မာနိုင်ငံဆိုဒစိတ်တုံးရဲ့အောက်မှာထိုင်နေပြီးတော့မင်းတောင်းရှုပ်တယ်ခေါ်တယ်အဲ့လိုပြောဆရာတော်သူကအဲ့ဒီမှာ FRC တွေပတ်စံတောင်းနေတာဒီလဝကအကြီးကသုံးမဘိုးကြီးတဲ့စိုးမြင့်တဲ့ကချင်မှတ်မှတ်ရဆိုးလိုက်တာမှအမလေးဒီမျိုးဒိုးမျိုးနဲ့မှစိုးဆုံးပေါ့မော်တော်မကြည်ရတဲ့ပုဂ္ဂိုလ်အဲ့ဒီပုဂ္ဂိုလ်အဲ့ဒါမျိုးဆရာတော်လို့ပြစ်ချရတော့ပြန်ကောက်ဆန်းလို့ပြောတာဓမေစီရီက15နှစ်ရှိတယ်အလုံးရှုပ်တယ်ဆိုရင်ကိုယ့်အိမ်မှာကိုမိမနဲ့ကိုဖက်အိမ်ပြီးတော့အဲ့တော့ကလေးအဲ့လိုပြောတာအမေမိုင်ရိုင်းလာတော့ကျွန်တော်တို့တနတ်မကိုင်နဲ့ပြည်တော်စုမြန်မာနိုင်ငံသားတစ်ယောက်တည်းလွတ်လပ်စွာပြောဆိုခွင့်ရှိတယ်ဒီမိုကရေစီခေတ်မဟုတ်သေးဘူးလွတ်စွာပြောသူ့ခုံသွားပို့တယ်မင်းကခုံမပုတ်နဲ့ဟာနိုင်ငံတော်ပိုင်တဲ့ခုံနိုင်ငံသားတစ်ယောက်ပုတ်တာဘာလို့ဖြစ်လဲအဲ့လိုပြောရတယ်ဆရာတော်ပြည်တော်စုဆိုရှယ်သမ္မတမြန်မာနိုင်ငံလို့ဆိုဒစိတ်တုံးကြီးအောက်မှာထိုင်နေပြီးတိုင်းပြည်ကပေးတဲ့ပတ်စံကိုစားပြီးရင်အဲ့ဒီပြည်သူတယောက်လုံအောင်ဆောင်းပေးရမယ်အဲ့လိုပြောခဲ့အဲ့ဒီဥစ္စာမှတ်တမ်းတင်သွားပြီးတော့ဘယ်လိုဖြစ်သွားလဲမသိဘူးဒုံးဆိုအဲ့ဒီပုဂ္ဂိုလ်နေရောက်သွားခလေးလေးနဲ့ကြောင်းသားလေးနဲ့အလုံးမလျှော့ဘူးလေမှတ်ပုံနဲ့လာလို့တော့ဘယ်နဲ့အလုံးလျှော့မှာအဲ့ဒါပဲဒီဝန်ထမ်းတွေလည်းထုံးဝန်ထမ်းအကြီးအကဲတွေစက်ရုံမှုတွေဒုစက်ရုံမှုတွေဌာနမှုတွေကိုယ့်ရဲ့ဝန်ထမ်းနဲ့ပတ်သက်လာရင်အလုံးရှုပ်တယ်မလုပ်ပါနဲ့ပြည်တော်စုမြန်မာနိုင်ငံသမ္မတမြန်မာနိုင်ငံတော်ဆိုတဲ့ဒစိတ်တွင်းရဲ့အောက်မှာဝိုင်းဝန်းအလုံးလုံးနေတာအလုံးမရှုပ်ဘူးဆောင်ရွက်ပေးရမှာလူကြီးတယောက်တာဝန်ပဲအဲ့ဒါပဲဆိုတော့ဒီနေ့မြန်မာနိုင်ငံခင်ဗျားတို့သိပြီးသားပဲဒီမိုကရေစီခွင့်ရေးတွေပေးဆိုရင်ခင်ဗျားတို့ on the human rights လူခွင့်ရေးအော်နေတာလူကအခွင့်ရေးပဲတိုက်ပြီးတော့တာဝန်တင်ရဖို့လည်းလုပ်ရမယ်ဖုံးတော်ကြီးများသည်ပရိယတ်တိသင်မယ်သို့မဟုတ်တရားကျင့်ပဲနှစ်ခုတစ်ခုလုပ်မယ်အဲ့ဒီနှစ်ခုမလုပ်ရင်ပြည်သူတွေရဲ့စွန့်သင်္ကန်းကြောင်းစေးဆိုတဲ့ rights မယူရဘူးသာသနာဝန်ထမ်းဖြစ်တဲ့ဓမေစီတို့သည်သာသနာတာဝန်ကိုမထမ်းရင်ကျွန်ုပ်တို့ကအလကားစားလိုက်အိတ်လိုက်လုပ်နေရင်အဲ့ဒီလိုပုံကိုယ်တွေများသွားရင်သာသနာရဲ့ဝင်ကိုသာသနာကငါ့အတွက်ဆိုတာလှုပ်လိုက်ရင်သာသနာကြီးကဗက်ပြဲကြီးဖြစ်သွားဝင်ဖောသွားတယ်ဆိုသာသနာတာဝန်ထမ်းဆောင်တဲ့ပုဂ္ဂိုလ်နေသွားရင်အဲ့သာသနာကဒီဖုံးတော်ကြီးများကိုပြန်ထမ်းရရင်သာသနာနောက်နှေးသွားတယ်နိုင်ငံဝန်ထမ်းများသည်နိုင်ငံတာဝန်ထမ်းတာခိုးလိုက်ရင်နိုင်ငံကိုဝန်ထမ်းကထမ်းရမှာဝန်ထမ်းကိုနိုင်ငံပြန်ထမ်းရင်နိုင်ငံ progress မရှိတော့မတိုးတက်တော့လုံညုံရေးဆိုလို့ညံ့တယ်မထင်နဲ့ဗျာအဲ့ဒါလုံညုံရေးက main ပဲဗျာတက်မီတပီရဲ့တကားပေါက်လေစက်ရုံကလုံညုံရေးတရားဟောရင်လည်းပါသွားလိမ့်မယ်စက်ရုံအဲ့ဒါစက်ရုံကလုံညုံရေးအရေးကြီးဆုံးပဲလေ security ဟောဗျာဒီက main ပေါက်လေစက်ရုံကပစ္စည်းပြောက်တယ်အဲ့ဒီပေါက်ကထွက်တာပဲအဲ့ဒါလုံညုံရေးပါဘာမှမဖြစ်ဘူးဒါပဲဝန်ထမ်းရဲ့သဘောတရားပါဝန်ထမ်းဆိုဒီမှာ तू ကသူများနဲ့မတူဘူးဆိုတာကိုသိဖို့လိုတာပါ